ပကံခေအပိုင်း3ယခုလက်ရှိမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်အတိမတ်ပြုထားတာရဲ့အစကတော့အနော်ထာမင်းကဖြစ်မယ်လို့သမိုင်းထောက်ထားတွေရအတည်ပြုမှတ်သားလို့ရပါတယ်ဗုဒ္ဓဘာသာသာသနာကိုနိုင်ငံတော်ဘာသာသာသနာအဖြစ်အနော်ထာမင်းကစတင်သတ်မှတ်ခဲ့ပါတယ်နိုင်ငံတော်ဘာသာအဖြစ်မြန်မာနိုင်ငံပထမမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့အနော်ထာမင်းနဲ့တက်ခဲ့တဲ့ခရစ်နှစ်1044ကနေစပြီးရည်တွက်ခဲ့လို့ရှိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း986ခုနှစ်ကနေပထမစတင်သတ်မှတ်ခဲ့တယ်လို့သမိုင်းထောက်ထားတွေရအတည်ပြုမှတ်သားလို့ရပါတယ်ဗုဒ္ဓအယူဝါဒတည်တံ့ပြန်ပွားထွန်းကားရေးအတွက်အနော်ထာမင်းကအားထုတ်တော်မူခဲ့ပါတယ်အနော်ထာမင်းက491ခုနှစ်မှာစစ်တီပိုပါအလုံးရင်းတွေနဲ့နိုင်ငံတော်အနှံ့မှာရှိတဲ့ပရိကတ်တော်မျိုးစုံကိုပင့်ဆောင်ခဲ့ပါတယ်အနုပညာတဲ့လက်မှုပညာတဲ့စတာတွေကိုလည်းပကံနေပြီးတော့ကိုခေါ်ယူခဲ့ပါတယ်အဲ့ဒီအချိန်ကနေစလို့အနော်ထာမင်းကပကံပြည်မှာရှိတဲ့ယဟန်တွေကိုဖျားရှင်ရဲ့ပရိကတ်တော်အစ်စ်တွေကိုတင် जा စေပါတယ်အဲ့လိုတင် जा စေနိုင်ဖို့လည်းပရိကတ်တော်တွေကိုတေခက်တရားသုံးဗမာအခရာတွေနဲ့ရေးသားထားတဲ့ရှေးပရိကတ်ကျမ်းတွေနဲ့၎င်းတထုံကနေရလာတဲ့တလိုင်းအခရာသုံးပရိကတ်ကျမ်းတွေနဲ့၎င်းရှင်အရဟံဥဆောင်တဲ့ယဟန်တော်တွေကိုစစ်ဆေးအတည်ပြုစေပြီးတော့ရှေးအောင်တေခက်တရားသုံးဗမာအခရာကိုပဲပြုပြင်ထားတဲ့ပကံခေတ်သုံးဗမာအခရာနဲ့ပေထက်တင်စေပြီးတော့ပကံမြို့မှာပရိကတ်တိုင်းစောက်ပြီးတော့လှူဒန်းခဲ့ပါတယ်အဲ့လိုပရိကတ်တော်တွေကိုတုတ်တင်ပြီးတော့ပေထက်တင်တာကတီဟိုမှာစရသင်္ကန်းယနာတင်ခဲ့သူပဲဖြစ်ပါတယ်အဲ့ဒီခေတ်တွေကပရိကတ်တိုက်ကြီးကဆိုရင်ယခုတိုင်ပကံမြို့ဟောင်းမှာရှိပါတယ်ဒီလိုနဲ့ပဲမြန်မာနိုင်ငံရဲ့ရည်ချင်းမှုလို့ခေါ်ဆိုနိုင်တဲ့ပကံပြည်နဲ့ပကံရင်ချင်းမှုတို့ဟာအနော်ထာမင်းနဲ့ရှင်အရဟံတို့ရဲ့ဉာဏ်ပညာလုံလာတို့ကြောင့်တမိုင်းမှာပထမဆုံးအကျင့်ကျယ်ပြန့်ပြီးစီလုံးနဲ့နိုင်ငံတော်ကြီးဖြစ်လာခဲ့ပါတယ်အနော်ထာမင်းပကံပြည်မှာစိုးစံနေတဲ့အချိန်မှာရခိုင်ပြည်ရဲ့မြို့တော်ကတော့ယခုလက်ရှိစစ်တွေနယ်မှာရှိတဲ့ပြင်စာမြို့ပဲဖြစ်ပါတယ်မူလရခိုင်ဒေသလို့အမည်တွင်ခဲ့တဲ့ရခိုင်ပြည်မြောက်ပိုင်းစစ်ပွဲတွေမှာဗမာတို့ကအနိုင်ရတာကြောင့်ရခိုင်ပြည်မြောက်ပိုင်းကပကံခေတ်တစ်လျှောက်လုံးမှာဗမာလက်အောက်ခံတိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတယ်ရခိုင်ပြည်ရာဇဝင်မှာရခိုင်ပြည်မြောက်ပိုင်းကိုအနော်ထာစောတက်ခိုက်သိမ်းယူခဲ့တဲ့အကြောင်းဆိုရမှာတော့ပြူ9000နဲ့ပြူမင်းလာသည်လို့ရေးထိုးထားခဲ့ပါတယ်အနော်ထာမင်းတရားကြီးကောင်းမှုပြုခဲ့တဲ့ကုသိုလ်တော်တွေကအရန်ကိုများပြားလှပါတယ်အဲ့ထဲကနေရွှေစည်းကုန်းဖျားရွှေရင်မြော်ဖျားရှမ်းပြည်ညောင်ရွှေမြို့ရှိပေါ်ရီသက်ဖျားတန့်ကြီးတောင်ဖျားမန္တလေးတောင်ရွှေကျက်ရက်ရွှေကျက်ကြတောင်ပေါ်ဒီမှာရှိတဲ့ဖျားတွေတောင်ရုံးကဆူတောင်မြေဖျားမြင်းကပ္ပယဖျားစတာတွေကတော့ထင်ရှားလာပါတယ်အနော်ထာနဲ့တထုံစစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြချင်ပါတယ်အနော်ထာမင်းရဲ့ပကံပြည်နဲ့တထုံစစ်ပွဲရှင်အရဟံရဲ့ပြောကြားချက်အရအနော်ထာမင်းဟာတထုံပြည်မှာဗုဒ္ဓရဲ့အဆုံးအမတွေကိုမှတ်တမ်းတင်ထားတဲ့ပရိကတ်သုံးပုံရှိကြောင်းကိုသိခဲ့ပါတယ်။အဲဒါကြောင့်ပဲလိန်မာတဲ့အမှတ်တရကိုလက်ဆောင်ပန်နာတွေနဲ့တာယာရှင်ငံစွာပြောဆိုပြီးတော့တောင်းယူစေခဲ့ပါတယ်။ဒါပေမဲ့လည်းတထုံမင်းကမရှင်ငံတဲ့စကားဖြင့်ဆိုလိုက်ပါတယ်။အနော်ထာမင်းကလည်းအဲ့စကားကိုကြားတဲ့အခါမှာပဲအမျက်အယမ်းချပြီးတော့စစ်တီပိုးပါတရေတက်ကတ်တွေနဲ့ကြီးချောင်းရေချောင်းနဲ့တထုံကိုစစ်ရှိခဲ့ပါတယ်။သူရဲကောင်း၄ဦးဖြစ်တဲ့ကျန်စစ်သားငထေယူငလုံးလက်ပင်ညောင်အောင်ဖီတို့ကိုခြေပြားကနေရှိစေပြီးတော့အနော်ထာမင်းကတော့နောက်တက်ကနေမှတိုက်ခဲ့ပါတယ်။မနူဝမင်းကလည်းအနော်ထာမင်းစောသူရဲကောင်း၄ဦးနဲ့စစ်ရှိလာတာကိုသိရခါမှာတော့ကြောက်ရွံ့ပြင်းစွာဖြစ်ခဲ့ပါတယ်။တထုံမြို့ကိုလည်းလုံစွာပိတ်ပြီးတော့စစ်ကိုခုခံလေပါတယ်အနော်ထာမင်းရဲ့စစ်တီ၄ဦးကလည်းပကံမြို့ကိုဖောက်ပါတယ်ဒါပေမဲ့လည်းတထုံမြို့တွင်းကိုတော့ဝင်လို့မရခဲ့ပါဘူးဘာကြောင့်လဲဆိုရင်တော့ပယောဂနဲ့စီရင်ထားတယ်လို့လည်းဆိုပါတယ်ဇော်ကြီးဖွဝင်သားစားခဲ့မှုတဲ့ကလားညီနောင်2ဦးဖြစ်တဲ့ရွှေပြင်းကြီးရွှေပြင်းလေး2ဦးတည်းကအကိုဖြစ်တဲ့သူကိုတက်ပြီးတော့မြို့လေးဘက်လေးလံမှာမြုပ်ပြီးစီမံထားတယ်လို့ညီဖြစ်သူကဆိုခဲ့ပါတယ်အဲဒါကြောင့်မြုပ်ထားတာတွေကိုစောင့်ယူစေပြီးတော့တထုံပြည်ကိုသိမ်းတယ်လို့လည်းပြောစမတ်ဆိုယူရှိကြပါတယ်အနော်ထာမင်းတထုံကိုတိုက်ခိုက်ချိန်က
ခရစ်နှစ်1059နဲ့58ခုနှစ်ကြားမှာဖြစ်နိုင်တယ်လို့ကလျာဏီကျောက်စာကနေသိနိုင်ပါတယ်။ရာဇဒီပတိရဲ့ကလျာဏီကျောက်စာကို AD 1480မှာရေးထိုးပြီးတော့တထုံကိုအနော်ရထာတိုက်ခိုက်ခြင်းအကြောင်းကိုအစောဆုံးမှတ်တမ်းတင်ထားခဲ့တဲ့ကျောက်စာလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခြားခေတ်ပြိုင်မှတ်တမ်းတွေမရှိတာကြောင့်ခိုင်မာစွာကိုးကားဖို့ကတော့အလွန်ခက်ရင်ပါတယ်။တက်ခဲ့ရင်လည်းရာဇဝင်တွေမှာဖော်ပြထားတဲ့သဒ္ဒနာရေးအကြောင်းပြချက်တစ်ခုတည်းအတွက်တိုက်ခိုက်တာဖြစ်ရမယ်ဆိုတာကိုတော့အမှန်ယူဆဖို့အလွန်ခက်ခဲပါတယ်။အခြားသောအခြေအနေတွေဖြစ်တဲ့ဥပမာဂျွန်ခမာရိုရဲ့ရန်ရှာမှုတွေကြောင့်အောက်ရက်မှာဒုက္ခရောက်နေတဲ့အချိန်အနော်ထာမင်းကအခွင့်ကောင်းယူပြီးတိုက်ခိုက်ခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။ကျန်စစ်သားမင်းအနော်ထာမင်းစောအနုရုဒ္ဓကွယ်လွန်တဲ့အခါမှာသူ့ရဲ့သားတော်ဖြစ်တဲ့ဆောလူမင်းနန်းတက်ခဲ့ပါတယ်။ဆောလူမင်းရဲ့ငယ်ချင်းဖြစ်တဲ့ငရံမန်ကန်းကပုံကံဖမ်းဆီးသွားပြီးတော့ကျန်စစ်သားမင်းတွားရောက်ကဲ့တင်ဟာဆောလူမင်းကကျန်စစ်သားကသူ့ကိုခိုးတယ်လို့អော်တာကြောင့်ဆောလူမင်းကိုထားခဲ့ရပါတယ်။ရန်သူလက်ချက်နဲ့ဆောလူမင်းကံကုန်တဲ့ချိန်ကနေစပြီးပကံပြည်မှာကျန်စစ်သားမင်းနန်းတက်ခဲ့ပါတယ်။ကျန်စစ်သားမင်းကြီးကပကံပြည်ထိနှံကို AD 1084ခုနှစ်မှာစက္ကန့်ခဲ့ပါတယ်။အနော်ရထာမင်းကြီးရဲ့အားထားရတဲ့သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ကျန်စစ်သားဟာအနော်ရထာထူထောင်ခဲ့တဲ့လက်နက်နိုင်ငံတော်ကိုမပြိုကွဲအောင်စီယုံဆောင်ရွက်နိုင်ခဲ့ပါတယ်။မုံမြမာချစ်ကြည်စွာနေထိုင်ရေးကိုအားပေးခဲ့တဲ့အနေနဲ့သူရေးထိုးခဲ့တဲ့ကြောက်စာတွေမှာမွန်ဘာသာကိုလည်းထည့်သွင်းစေခဲ့ပါတယ်။ဆယ်မြောင်ကြောင်ကန့်တွေကိုနိုင်ငံတော်အနက်ဆောက်လုပ်စေခဲ့ပါတယ်။သာသနာတော်ကိုချီးမြှောက်ပြီးတော့ဖျားစီတီဂူပတိုးတွေကိုလည်းတည်ထားခဲ့တဲ့အပြင်ဗုဒ္ဓဂါယာမှာရှိတဲ့ပျက်စီးယိုယွင်းမှုတွေကိုတမန်နေဆက်လူပြီးတော့ပြုပြင်စေခဲ့ပါတယ်။ပြီးခဲ့တော်တွေကိုလည်းစစ်ဆေးပြုပြင်ပြီးတစုံကူးစေခြင်းမျိုးတော်ရှိယဟန်တန်ဃာတွေကိုပစ္စည်း၄ပါးထောက်ပံ့လူဒန်းခြင်းအစရှိတဲ့တသနာရေးဆိုင်ရာကုသိုလ်တွေကိုလည်းပြုခဲ့ပါတယ်။ကျန်စစ်သားမင်းထီးနှန်းကိုယာခြင်းအနော်ရထာမင်းထံကနေနမ်းမွေနန်းလျာကိုသားတော်ဆောလူမင်းက AD 1089မှာစက္ကန့်ခဲ့ပါတယ်။ဒါပေမဲ့လည်းဆောလူမင်းရဲ့အုပ်ချုပ်ပုံညံပြင်းတာကြောင့်တိုင်းပြည်ကလုံးဝကိုမငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။ငယ်ချင်းဖြစ်တဲ့ငရံမန်ကန်းကတပုံထပြီးဆောလူမင်းကိုအဖမ်းခံခဲ့ရတယ်လို့လည်းရာဇဝင်ကျမ်းတွေမှာဖော်ပြထားပါတယ်။ဆောလူမင်းကိုရန်သူလက်ကနေကယ်တင်ဖို့အတွက်ရန်သူတပ်အတွင်းကိုတကိုယ်တော်ဝင်ရောက်ခဲ့တဲ့လူကတော့ကျန်စစ်သားမင်းပဲဖြစ်ပါတယ်။ကျန်စစ်သားမင်းဟာဆောလူမင်းကိုထမ်းပြေးပြီးကယ်တင်ခဲ့ပေမဲ့လည်းကျန်စစ်သားမင်းကိုမယုံကြည်ပဲငရံမန်ကန်းကသာအသက်ကိုချမ်းသာပေးမယ်လို့ထင်တာကြောင့်ကျန်စစ်သားဟာသူ့အားလာခဲ့ပါတယ်လို့အော်လီယာဆောလူမင်းဟာရန်သူလက်တွင်ထားခဲ့ရပါတယ်။ဆောလူမင်းလည်းငရံမန်ကန်းရဲ့လက်ချက်နဲ့ကံကုန်ခဲ့တယ်လို့လည်းရာဇဝင်ကျမ်းတချို့ကဆိုပါတယ်။တပုံထတဲ့ငရံမန်ကန်းရဲ့ရန်ကိုကျန်စစ်သားဦးဆောင်ပြီးနှိမ်နင်းခဲ့တဲ့ပြင်မြမသမိုင်းလေးလာသူပမောခလူစ်ရဲ့တင်မြင်ယူဆချက်အရအခြားတပုံထပွဲအရေးလည်းရှိပါတယ်။အဲဒီတပုံထမှုကတော့အနော်ထာမင်းတိမ်မိုက်ခဲ့တဲ့ငွန်တိုင်းထအနေနဲ့ပတ်သက်ပါတယ်။မနူဟာမင်းရဲ့မြေးတော်တဲ့သူကတော့ငရံမန်ကန်းရဲ့တပုံထမှုနဲ့မပတ်သက်ပဲတီးခြားတပုံထလိုဟန်တူတယ်လို့လည်းဆိုပါတယ်။ပကံမင်းအခမ်းအနားသုံးလှေတော်ကိုယူဆောင်ပြီးပြေးတာကနေကျန်စစ်သားမင်းကမနူဟာမင်းရဲ့မြစ်တော်နဲ့သမီးတော်ကိုပေးစားကပေါက်ဖွာလာတဲ့ကလေးငယ်ကိုထီးမွေစက္ကန့်စီမယ်လို့ကတိပေးပြီးမွန်မြမာချစ်ကြည်ရေးကိုထိန်းထားခဲ့တယ်လို့လည်းယူဆရပါတယ်။အဲ့ဒီကတိကယာစကုမာရာမင်းသားထီးနှမ်းမွေမရခဲ့ရခြင်းအကြောင်းလည်းဖြစ်နိုင်ပါတယ်။အနော်ထာမင်းတီထောင်ခဲ့တဲ့နိုင်ငံတော်အားမပြိုကွဲအောင်နှလုံးရည်နဲ့စီလုံးနိုင်ခဲ့တဲ့ခြင်းလည်းဖြစ်ပါတယ်။အဲ့လိုလက်ယုံရည်နှလုံးရည်နဲ့ပြည့်စုံတဲ့ပကံသူရဲကောင်းကိုမူမက်တိနာပရိတွေက1084ခုနှစ်မှာနန်းအပ်ခဲ့ပါတယ်။ဒါပေမဲ့လည်း1086ရောက်မှရာဇပြည်တွေကခံပြီးနန်းတက်ခဲ့တယ်လို့လည်းကြောက်စာတွေမှာဖော်ပြထားခဲ့ပါတယ်။ကျန်စစ်သားမင်းလို့ခေါ်တဲ့ထီးလိုက်မင်းကဘရင်ဖြစ်ပြီးတဲ့နောက်မှာမွန်မြမာချစ်ကြည်ရေးကိုအလေးပေးဆောင်ရွက်ခဲ့ပါတယ်။မွန်ရေးကျေးမှုတွေကိုဖော်ထုတ်တာမွန်သရှင်တွေကိုတီးတာကတာတွေကိုအားပေးခဲ့ပါတယ်။ဒီကျန်စစ်သားမင်းလက်ထက်မှာရေးထိုးခဲ့တဲ့ကြောက်စာတွေကိုလည်းမွန်ဘာသာဖြင့်လည်းရေးထိုးစေခဲ့ပါတယ်။ဒါတော့ရာဇကူမာရကိုထီးမှုမပေးဘဲနဲ့မုံမျိုးနယ်နဲ့ပတ်သက်နေတဲ့မြေတော်အလောင်းစီသူမင်းကိုနမ်းပေးခဲ့တာကလည်းမွန်မြမာချစ်ကြည်ရေးကိုအလေးပေးခဲ့တာကိုပေါ်လွင်စေပါတယ်။ဒါပေမဲ့လည်းအလိုက်တိလိမ်မာတဲ့သားတော်ရာဇကူမာရကြောင့်မင်းကြီးကလည်းစိတ်ထိခိုက်ခဲ့ရရင်တူပါတယ်။ကျ
ကျန်စတာမင်းကြီးကန်တော်ကုံမူတဲ့အခါမှာတော့ရေတိုခဲ့တဲ့ကြောက်စာမှာမင်းကြီးရဲ့ဖြစ်စဉ်တွေနဲ့ဖခင်ရဲ့ဂျေစုကိုတည်တတ်တဲ့ရာစာကုမာရမင်းသားရဲ့တီးခန့်နားလည်ပုံတွေကိုမြင်တွေ့နိုင်ပါတယ်ကျန်စတာမင်းဟာပြည်သူတွေကိုလည်းအကျင့်စာရိတ္တကောင်းမွန်လာစေဖို့တုံ့ပြန်ခဲ့ပါတယ်ဆယ်မြောင်းတာတမန်တွေဆောက်လုပ်ပေးပြီးလေယာစိုက်ပျိုးရေးကိုလည်းအားပေးခဲ့ပါတယ်ကျန်စတာမင်းဟာပြည်သူတွေကဖြစ်လာတဲ့မင်းဖြစ်ပေမဲ့လည်းရှင်မင်းအဆက်အနွယ်တွေကိုဆက်လက်မြောက်စားခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီမင်းမျိုးမင်းနဲ့ထွက်ကြီးကျယ်မြင့်မြတ်တဲ့သဘောကိုပြကျင်တာကြောင့်အဖဖကနေမျိုးတွေအမိကဝလုံးတဲမှာပောက်ဖွားသူကြောက်စားများတွင်အထက်ထက်ဖော်ပြခဲ့ကြပါတယ်ပြည်သူတွေကမင်းဖြစ်လာရင်ဖျားပြတဲ့ရမင်းဖြစ်ရတယ်ဆိုတဲ့စကားလုံးတွေကိုလည်းပေရီသရစ်စနစ်ထုံးစံတိုင်းတွေ့ရှိခဲ့ရပါတယ်တိုင်းသူပြည်သားတွေကိုစီယုံရေးတစ်မျိုးအဖြစ်လဲမှတ်ယူလို့ရပါတယ်ရှင်းမွန်ကြောက်စာရာကျန်စတာမင်းဖြစ်ပြီး18နှစ်အကြာမှာနန်းတော်အသစ်ကိုတိစောက်ခဲ့တယ်လို့ဆိုပါတယ်နန်းတော်အသစ်ကိုတော့ AD 1101နိုဝင်ဘာလ4ရက်နေ့မှာစတင်တိစောက်ခဲ့ပြီးတော့ AD 1102မေလ9ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်ဒါပေမဲ့လည်းအခုခါမှာတော့အဲ့ဒီအထောက်အထားတွေကိုဘာမှမတွေ့ရတာကြောင့်စောက်ခဲ့တဲ့နန်းတော်အသစ်ကတသားနန်းတော်ပဲဖြစ်ရမယ်လို့ခန့်မှန်းခဲ့ကြပါတယ်ဒါကတော့ပကံခဲအပိုင်း3ပဲဖြစ်ပါတယ်